အဲ့ဒီပဒင်းပေါက်ကကောင်းနေဆိုရင်ခေါင်းရိုးပဲပြစ်ချင်တာတစီလုံးလက်ကောင်းလေးတွေထွက်ခဲ့အဲ့လက်ကောင်းလေးတွေကိုပြစ်မှာမင်္ဂလာပါတန်လေးရေထောက်ကိုချီလာပြီကိုရဲ့အားရောက်ရေပကြည်တဲ့မြောက်တွေပါလာပြီလို့ဟိုပကူလိုက်ဒီပကူလိုက်နဲ့ဟျောက်ရေဒီကောင်ငေါ့ပြတော့တချမ်းမထီပါဘူးတဲ့မေးပေးလိုက်ကြပါဦးလို့ဟိုရှက်တကောင်ဘယ်ပြေးမှန်းလည်းမသိသူ့မေးလေးကနောက်မှနင်းလေးကနောက်မှပြန်ပြစ်တယ်နိမေလေးကနောက်မှအမကောင်မရှေ့ကလက်ဦးဝဲမြင်နောက်ကလက်ချောင်းရုံမမြင်ဘူးလို့အဲ့ဒီပဒင်းပေါက်ကကောင်းနေဆိုရင်ခေါင်းရိုးပဲပြစ်ချင်တာတစီလုံးလက်ကောင်းလေးတွေထွက်ခဲ့အဲ့လက်ကောင်းလေးတွေကိုပြစ်မှာနောက်တစ်ကောင်ကလည်းတိုက်ပေါ်တက်ပြီးတိုက်တဲ့နဲ့လို့အောက်မှာလည်းကြီးသားနေကြားတွေကိုဖြတ်ပြေးနေတာပါတဲ့မေးပေးလိုက်ကြပါအောင်လို့နဲ့လေထောက်ကိုကြီးကိုတဘောကြတယ်ဆိုရင်လိုင်းနဲ့ follow လုပ်ပေးသွားလို့ရပါတယ်ချစ်ကျေးဇူးပါချစ်ဟိုမှာလက်ကောင်းလေးလက်ကောင်းလေးကိုပြစ်မှာလို့လက်ကောင်းလေးကိုကင်စားမှာပေါ်တင်စေးနေတာပါတဲ့အမလက်ဦးလေးတစ်လုံးစားလိုက်နော်လက်ဦးလေးကောင်းရဲ့လားချစ်ရို့ရေငါနှစ်ချက်မဝင်နိုင်တော့ဒီကောင်ငါထက်နှစ်ချက်ပို့မဝင်နိုင်တဲ့ကောင်လားမသိပါဘူးကွာငါထက်ကြောင်းဆိုးနေတယ်လို့ဒီမှာလည်းနှစ်ချက်မရှိတဲ့ကောင်လေးနဲ့လာဆုံးနေတယ်လို့နင်းအဖေကဒီမှာဟျောက်နင်းလင်းကဒီမှာငါဘာမှနှစ်ချက်မရှိနာမရနင်တို့ကငါထက်ပိုဆိုးနေနှစ်ချက်ဝဲငါလည်းဝဲပါနောက်ကြရင်ဒီမှာကောင်မငါနမဖို့နော်ပြီးတော့ထွက်ပြေးပါလေတဲ့အမေပြေးညူမှာစိုးတယ်ကိုကြည်တယ်တောက်လိုက်ထဲ့ပြီဦးမပြောပါဦးမေအမတစ်ပင်နာမှာနှစ်ကောင်တော့ဘာလို့လက်ဥတူးနေကြတာလားမသိဘူးဟဲ့လက်ဥတူးနေကြတာလို့နှစ်ကောင်သားဟိုဘတ်တစ်ဖက်ဒီဘတ်တစ်ဖက်နဲ့တငယ်ချင်းတို့လည်းနှစ်ချက်လေးမရှိရင်လူလို့ရပါတယ်လို့အိမ်မှာဟောင်းနေတဲ့စောက်နေတဲ့နှစ်ချက်လေးများရှိရင်ပေးကြပါလားလို့နှစ်ချက်လေးမဝင်နိုင်လို့ပါလို့ကျေးဇူးပါချစ်ဒီမှာနောက်တစ်ကောင်လက်ကောင်းလေးအဲ့လက်ကောင်းကြီးကတော်တော်များတာလို့လက်ပဲမှာလက်ကောင်းကြီးမှာအများကြီးပဲဒီမှာလဲတကောင်ပါတဲ့ငေါ့ပြစ်တာတချမ်းမှမထိပါဘူးတဲ့ကောင်မဖြက်ပြင်းနေလိုက်ဖြက်ပြင်းအောင်နေဖေးပိုင်းနေကွင်းမြင်ထင်းနေလားလို့တောင်ဝငေါ့လန်းစော်နေတယ်လို့အကောင်တောင်မောနေပြီးတော့လီးတောင်းနေတာလို့အမနော့သေးဒီဘက်ဘေးမှာလဲတကောင်ပါတဲ့အမကမကနေလာပါစောထိကျေးဇူးရဲ့လူတွေကိုကျေးဇူးပါချစ်